အားလုံးပဲမင်္ဂလာပါခင်ဗျာ OK Football Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညမှာလည်းတပွဲကောင်းအဖြစ်ချန်ပီယံလိပွဲစဉ်တပွဲဖြစ်တဲ့ရေရဲအသင်းနဲ့ ATGO အသင်းတို့ရဲ့ပွဲစဉ်လေးကိုရွေးထုတ်ပေးခြင်းပါတယ်မင်းညာကဂျူဗင်တက်အသင်းနဲ့ Fiona အသင်းတို့ပွဲစဉ်မှာဆိုရင်လည်းဂျူဗင်တက်ဘော်ဒီကိုတပွဲကောင်းစီရွေးချယ်ပေးခဲ့ရဖြစ်တဲ့အတွက်အားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်ဒီညမှာလည်းနောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ရေရဲအသင်းနဲ့ ATGO အသင်းတို့ရဲ့ချန်ပီယံလိပွဲစဉ်လေးကိုသုံးသပ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရဲတင်ရဲ့ခြေသမားကိုကြည့်မယ်ဆိုရင်ရဲတင်ဟာနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ10ပွဲမှာ9ပွဲနိုင်ပြီး2ပွဲတည်တပွဲချင်းဆွေရလက်ထပ်ပေါ်ထားကိုတွေ့ရတယ်။နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာလည်း3ပွဲကကြေးအောင်ထားတဲ့အသင်းဖြစ်ခဲ့တာကိုတွေ့ရတယ်။ ATGO အသင်းဟာနောက်ဆုံးကစားခဲ့တဲ့10ပွဲသာရှုံးပွဲမရှိအောင်ကစားထားနိုင်ခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့10ပွဲမှာလည်း9ပွဲထိအောင်ကြေးအောင်ထားတာကိုတွေ့ရတယ်။ဒီနေ့တင်လက်ရှိနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာရေရဲအသင်းကအဝေးကွင်းပွဲမှာဆိုရင်ဘတ်တစ်အသင်းကို2-1ဆိုတဲ့ရလဒ်နဲ့အရင်နှိပ်ထားခဲ့ရတွေ့ရပြီး ATGO အသင်းက FIFA ကိုအသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အိမ်ကွင်းမှာအနိုင်ကစားထားတာကိုတွေ့ခဲ့ရတယ်။ဒီဘတ်တစ်အသင်းကိုအရင်နှိပ်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ရေရဲအသင်းရဲ့ဂျူဘယ်လင်ဟမ်မပါဝင်နိုင်တဲ့ကွင်းလေပိုင်းကတိုက်စစ်စင်ယာမှာအားနည်းချက်တွေရှိနေအောင်လည်းတွေ့ရတယ်။အသက်အရွယ်ရလာတဲ့လူကာမိုရီတယောက်ထဲရုံးအားကိုအားကိုးခဲ့ရတာကိုလည်းတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ဒီဘတ်တစ်နဲ့ပွဲစဉ်မှာဆိုရင်တိုက်စစ်ကစားသမားရဲ့စစ်တဲ့ဘာပေတို့ဗီနီစီယာတို့ရိုရီဂိုတို့ဟာဒီတိုက်စစ်ကစားသမားတွေကကွင်းလေထီကိုဆင်းကူပေးခဲ့တဲ့အနေအထားထီကိုရှိခဲ့ရလေတွေ့ရတယ်ဒီလူကာမိုရီအနေနဲ့ကလည်းအသက်အရွယ်ကြောင့်ရေရှည်မှာခြေသမိုင်းကျဆင်းလာတာကိုလည်းမြင်တွေ့ခဲ့ရဒီပွဲစဉ်မှာလည်းပွဲပင်တင်တဲ့ကြောင့်ဂျူဘယ်လင်ဟမ်မပါဝင်နိုင်တဲ့ကွင်းလေပိုင်းတည်ငြိမ်မှုရှိမှမလားဆိုတာမေးခွန်းထုတ်เสียရှိနေပါတယ်သူ့ရဲ့တခြားရှိတာဘတ်တစ်နဲ့ပွဲစဉ်မှာနီးကြကြီးအန်ဆယ်လော်တီအနေနဲ့ဘယ်ဘာဒီကိုလည်းအနာပေးထားခဲ့ရအောင်တွေ့ရတယ်အလာဘာတို့ကိုလည်းစောစောစီးစီးအနာပေးခဲ့တယ်ဒီကစားကိုလည်းရှော့ချထားတော့မြင်တွေ့ခဲ့ရတယ်ဗျအနီးကြကြီးအန်ဆယ်လော်တီအနေနဲ့ဒီပွဲစဉ်ကိုအာယုံဆိုင်နေပုံရတယ်ဒီနေရာမှာတစ်ခုပြောစရာရှိတာလာလီဂါပွဲစဉ်ရောဘာစီလိုနာအေတီဂိုတို့နဲ့ချန်ပီယံစုအတွက်အပြိုင်ဆိုင်ချစ်နေချိန်မှာအရင်မကြီးလာဘူးလားလို့မေးစရာတော့ရှိတယ်လာလီဂါပွဲစဉ်ကလည်းအရေးကြီးပါတယ်ဒါပေမဲ့နီးစရာကြီးအနေနဲ့ဒီချန်ပီယံလိပွဲစဉ်ကိုပို့ပြီးတော့အာယုံဆိုင်နေရလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါကကျွန်တော်တို့တယောက်ရဲ့အမြင်ဖြစ်တယ်တပတ်က ATGO အသင်းကဒီအိုင်မှာဆိုရင်ခန်းစပိုင်းအင်တိုလီကောင်းမှုနဲ့အနေထားတရမှာရှိနေတယ်လာလီဂါတိုင်ပွဲမှာဆိုရင်လည်းခန်းစအကောင်းဆုံးအသင်းဖြစ်ရပ်တည်ထားနိုင်တာကိုတွေ့ရတယ်လက်ရှိပိုင်းလည်းနောက်ဆုံး10ပွဲသက်3ဂိုးရရှိယူထားနိုင်ခဲ့တာကိုတွေ့ရတယ်ဒီဟာဒီ ATGO အသင်းအနေနဲ့လာလီဂါရဲ့အဓိကတိုင်ဘတ်တွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်ရှုံးပွဲမရှိထားတာကိုလည်းတွေ့ရတယ်။ရေအသင်းနဲ့လာလီဂါပွဲစဉ်နှစ်ကျော်ရှင်ပြိုင်ကစားထားမှာနှစ်ကျော်လုံးသေရလက်ကိုရယူနိုင်ခဲ့တယ်။ဘာစီလိုနာနဲ့လာလီဂါပထမကျော်ပွဲစဉ်မှာတော့1-2ဆိုရလက်နဲ့အနိုင်ကစားထားနိုင်ခဲ့တယ်လို့ကိုဘာဒေရီဖလားပထမပွဲစဉ်မှာလည်းတစ်ဖက်လေးကိုစီဆိုတဲ့သေရလက်ကိုရယူထားနိုင်ခဲ့အောင်တွေ့ရတယ်။လက်ရှိရှင်သားပိုင်းအရာလည်းအကောင်းမွန်နေတဲ့အသင်းဖြစ်တဲ့ဒီနှစ်သင်းရဲ့ထိခိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်နောက်ဆုံးချိန်မှာရေအသင်းက ATGO အသင်းကိုမိနစ်90အတွင်းမှာအနိုင်ရယူထားနိုင်ခြင်းမရှိတာကိုလည်းတွေ့ရတယ်။ဒီပွဲစဉ်မှာ ATGO အသင်းအနေနဲ့သူတို့ရဲ့အားသာတဲ့ခံစစ်ပိုင်းကိုအသာပေးပြီးကစားလာမယ့်ပွဲစဉ်ဖြစ်ပြီးရေအသင်းအနေနဲ့လည်းဒီချန်ပီယံလိပထမကြော်ပွဲစဉ်မှာတည်းကအနိုင်ရရှိရေးအတွက်ဘာနေစုမှာနိုင်ပွဲရရှိရေးအတွက်အကောင်းဆုံးဖိအားပေးကစားလာမယ့်ပွဲစဉ်လို့ကျွန်တော်အနေနဲ့နေမိတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာရေရဲဘော်ဒီကိုရွေးချယ်ပေးခြင်းနဲ့ကျွန်တော်ရေရဲဘော်ဒီကိုရွေးချယ်ပေးခြင်းနဲ့ရေရဲဘော်ဒီကိုရွေးရတဲ့အကြောင်းရင်းတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီ ATGO အသင်းဟာနောက်ဆုံး10ပွဲမှာ9ပွဲထိအောင်ကျင်းအောင်ထားတဲ့အသင်းတစ်သင်းဖြစ်တဲ့ရေရဲအသင်းဟာ ATGO အသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့10ချိန်မှာလည်းကျင်းအောင်ထားနိုင်ခဲ့ခြင်းမရှိအောင်လည်းတွေ့ရတယ်။2020ခုနှစ်နောက်ပိုင်းမှာရေရဲအသင်းကဗာနေစုကွင်းမှာ ATGO အသင်းကိုအခန့်ခဲ့ရတဲ့ပွဲစဉ်တွေမှာဆိုရင်လည်းမိနစ်90အတွင်းအနိုင်ရရှိထားခဲ့ခြင်းမရှိခဲ့ဘူး။လက်ရှိဖွင့်လှစ်ထားတဲ့ကြေးရလည်းတင်းတော်တဲ့ကြေးတစ်ခုလို့ကျွန်တော်အနေနဲ့ယူဆရတယ်။နောက်ထပ်ဒီပွဲစဉ်ကချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်နေတဲ့ချန်ပီယံလိမှာဆိုရင်ရေအသင်းကလက်ကြီးရှိတယ်။တဘာအတွေ့အကြုံရင်းနဲ့ချန်ပီယံလိဘရင်တဘာလေးဖြစ်တဲ့ပထမကျော်မာလေးကအင်္ဂွေးအသာချက်ကိုအခွင့်ကောင်းယူပြီးတော့ ATGO အသင်းကိုအနိုင်ကစားထားမှသာလျှင်ဒုတိယကျော် ATGO အင်္ဂွေးမှာဆိုရင်ဒီအသက်ရှူချောင်းမယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုဒီရာဒီမှာ ATGO အသင်းကအိမ်ဝင်းပွဲပြင်နေပါဆိုရင်ရလက်ကောင်းတွေရယူလေးရှိတဲ့အသင်းဖြစ်ပြီးအိမ်ကွင်းမှာကြောတဲ့အသင်းဖြစ်နေရကြောင်းဒီဘာနေစုမှာတဲကရေအသင်းအနေနဲ့နိုင်ပွဲတော့ရရှိဖို့အတွက်အစွမ်းကုန်စူးစမ်းလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်။
ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ရဲဘော်လေးကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel အသေးလေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်